American သမ္မတ Donald Trump ကကမ္ဘာလောင်စာသည်လမ်းကြောင်းအတွက်အရေးပါတဲ့ဟော်မုန်းရည်လက်ကြကိုမချခင်မှာပြန်ဖွင့်တော်မယ်လို့ပြောလိုက်ပါတယ်။ဒီရန်ဘတ်ကပူပေါင်းပါဝင်သည့်ဖြစ်စီမပါဝင်သည့်ဖြစ်စီဒီရည်လမ်းကြောင်းကိုအမြင့်ဆုံးပြန်ဖွင့်ဖို့ American ဘက်ကပြင်ဆင်နေတာပါ။အခုလိုပြောကြားချက်ဟာပါကစ္စတန်နိုင်ငံမှာပြုလုပ်မဲ့ American နဲ့ Iran ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။သမ္မတ Trump ကဒါဟာမလွယ်ဘူးပေမဲ့ကျွန်တော်တို့မကြခင်ဖွင့်နိုင်ပါလိမ့်မယ်လို့သတင်းတောက်တွေကိုပြောခဲ့ပါတယ်။ဒါအပြင် Iran ဘက်ကရေလက်ချကိုဖျက်ဆီးတဲ့တင်မောရီစီကအခကြေးငွေတောင်းခံတဲ့ကိစ္စကိုလည်းလုံးဝလက်ခံမှာမဟုတ်ဘူးလို့ပြပြတသားဆိုထားပါတယ်။သူ့ရဲ့အဓိကဦးစားပေးကတော့ Iran ကိုနျူကလ িয়ার လက်နက်လုံးဝမပိုင်ဆိုင်စေဖို့ပါပဲ။အဲလိုသဘောတူညီချက်ရတာနဲ့ရေလက်ချကအလိုလျောက်ပြန်ပွင့်သွားလိမ့်မယ်လို့သူကယုံကြည်နေပါတယ်။လက်ရှိမှာတော့နှစ်ဖက်အပြစ်ခတ်ရက်စဲထားပေမဲ့ရေလက်ကြားထဲမှာတင်မောပေါင်း600ကျော်ပိတ်မိနေစေဖြစ်ပြီးကမ္ဘာစွမ်းရည်စီစဉ်မှုရဲ့9ပုံတစ်ပုံလောက်ရပ်တန့်နေပါတယ်။ဒီနေ့စနေနေ့မှာတော့ American ဒုသမ္မတ Vance နဲ့ Iran လွှတ်တော်ဥက္ကဋ္ဌတို့ဟာ Islamabad မြို့မှာစစ်ပွဲကိုအပိသက်ရပ်တန့်ဖို့ဆွေးနွေးကြတော့မှာဖြစ်ပါတယ်။